Hello အားလုံးမင်္ဂလာပါကျွန်တော်အခုဒီနေ့ပေါ့blind ball လေးတစ်ခုဝယ်လာပါတယ်ဒါပေါ့အခုဒီနေ့ကတော့ကျွန်တော်ပေါ့ဒီမှာဒါလာဘူးရုပ်လေးဒါပေါ့ဟိုတလောကကျွန်တော်ပေါ့အသေးဘူးလေးတော့ကျွန်တော်ဝယ်ဖောက်တာပါတယ်အခုဒီတစ်ခါကျွန်တော်ပေါ့အကြီးဘူးလေးကျွန်တော်စိတ်ကူးပေါက်တာနဲ့ကျွန်တော်ဝယ်လာခဲ့လိုက်ပါတယ်ကျွန်တော်ပေါ့ဗီဒီယိုထဲမှာကျွန်တော်တွေ့ YouTube ပေါင်းတော့တွေ့ရတော့ကျွန်တော်တော်တော်လေးသဘောကျတယ်တော်လေးလည်းကြည့်ဖို့ကောင်းတယ်။ပြောပြပါလေးပါတယ်။မလေးကျွန်တော်ဒီထဲကကျွန်တော်အကြိုက်ဆုံးကပါလေဆိုတော့ဒီsecret ဘယ်လိုပြောမလဲrainbow လေးခဲအောင်လေးနဲ့ rainbow လေးအဲ့ဒီကောင်းတော့ကျွန်တော်အကြိုက်ဆုံးပဲ။နောက်ဒုတိယတစ်ခုကဘာရောက်လေးလဲဆိုတော့ဒီရောက်လေးလွန်ရန်ဒီဆိုတဲ့အယုတ်လေးလွန်ရန်ဒီဆိုတဲ့ယုတ်လေးကဒုတိယတတိယကဒီခဲလေးဒီအဲ့ဒီဒီ3ခုပေါ့ဒီ3ခုကတော့ကျွန်တော်အကြိုက်ဆုံးအယုတ်ပေါ့ဒါပထမဒုတိယတတိယပေါ့အဲ့ဒီထဲကဘာလေးပုံလဲတစ်ချက်လောက်ကြည့်လိုက်အောင်နော်ကဲပေါက်ကြည့်လိုက်အောင်အိတ်ကလေးကလှလာတယ်ချစ်စရာအိတ်ကလေးဟိုတလုံးကကျွန်တော်ပေါက်တယ်အယုတ်လေးလည်းအဲ့လိုပဲသူအိတ်ကလေးတော်တော်လေးလာတယ်မစိုးဒီပေါ့မကဝယ်တဲ့ရုပ်လေးတော်တော်များများဒါအိတ်ကလေးတော်တော်လေးလာတယ်ပကင်းချင်းလေးတကယ်ချစ်စရာလေးတကယ်ကဲဒါဆိုရင်ထဲမှာဘာပေါက်မလဲတစ်ချောင်းကြည့်လိုက်ရအောင်ကဲကြည့်အောင်ကြည့်ရတယ်နည်းနေချင်းကုန်စီလို့ရတယ်ကဲအားလုံးကတစ်ချက်တော့ကမ္ဘာကြည့်ပါလိပါမလဲဘယ်ရုပ်ဒီပေါ့ဒီအိတ်ကလေးနဲ့တော်တော်လေးဆွဲဆောင်နေတယ်တော်တော်လေးဆွဲဆောင်တော်တော်မိုက်တယ်ဘောတော့ရပါမချိပဲနဲ့အိတ်ကလေးနဲ့ထည့်တာအိတ်ကလေးတွေမှာထည့်တာတော်တော်စင်းနေကဲဒါဆိုကြောက်ကြည့်ပါပြီဘာလေးပါမလဲကြည့်ရအောင်လိုက်ကဲဒီမှာအိုးဒါကျွန်တော်အချိန်ဆုံးနေတုံးတယ်တရုတ်ပဲခရမ်းလေးပါခရမ်းလေးခုနတော့ဒီဟာလေးကိုကျွန်တော်ပုံမှန်လေးကကျွန်တော်လိုချင်နေတာတွေ့တယ်အခုတော့ကျွန်တော်ပေါက်ပြီဟိုအရင်တစ်ခေါက်တော့မှကျွန်တော်ကြိုက်သုံးရုပ်တွေကတရုတ်တော့မပါလိုက်ဘူးဒီတစ်ခေါက်ကတော့ပါတယ်တော်တော်လေးချစ်စရာကောင်းတယ်ပါကျန်ဘယ်လိုချစ်ဖို့ကောင်းလဲဒါကျွန်တော်တရုတ်ပဲဝယ်လိုက်ရတယ်ဒါတရုတ်တရုတ်ဝယ်ပြီဒါကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်လေနဲ့လာတာကျွန်တော်ဘယ်လိုKG တွေကကျွန်တော်မလောက်တာနဲ့ကျွန်တော်ထုတ်ဖို့တွေရမ်းများတယ်ကျွန်တော်အများကြီးမဝယ်ခဲ့လိုက်ရနည်းနည်းလေးပဲကျွန်တော်ဝယ်ခဲ့လိုက်ရဟုတ်လားနောက်ကျမှကျွန်တော်ရှာပြီးတော့ကျွန်တော်ထောက်ဝယ်ပြီးကျွန်တော်ဖောက်ပေးပါမယ်ကဲဒီနေ့တော့ပြောပါပြီဒီမှာညချစ်စရာလေးဝယ်ထားတဲ့အင်ဂျီတွေတော့ကွတ်တီပဲကဲဒါဆိုရင်နောက်တစ်ခေါက်မှာပဲ blind ပေါက်လေးဝယ်ပြီးတော့ဘာလေးပေါက်မလဲဆိုတော့လေကျွန်တော်သုံးကြည့်ပေးကြပါခင်ဗျာဒါပေါ့ကျွန်တော်ရဲ့ဒီ TikTok တော့ဒီ Facebook page တွေမှာလည်းဒါကျွန်တော် key to blog စာဖတ် blog တွေကျွန်တော်တင်ပို့လိုက်ရှိပါတယ်ဒါကျွန်တော်တင်တော့တော်လေးကြာပါပြီအဲ့ဒီຢာလေးမျိုးတစ်ချက်တော့စောင့်ကြည့်အပေးကြလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအရင်တင်တို့ဒါတေးဆောင်တဲ့ဗီဒီယိုလေးကြီးကျွန်တော်တင်တော့ပေးပါဦးမယ်အခုကတော့ဒါပေါ့ကျွန်တော် blind ပေါက်တော့လည်းတက်ကြတယ်ဒါကြောင့်မို့ကျွန်တော် blind ပေါက်လေးတွေနဲ့ဦးစားပေးပြီးကျွန်တော်ဖောက်ပြနေပါတယ်အားလုံးပဲပြန်ပေါ်လာကြတယ်ကံကောင်းကြပါစေကျွန်တော်စတောက်ပေးပါတယ်ဒါမှဒီတကားတော့ဖောက်ပြရတယ်မှာဒီတကားတော့ကံကောင်းတယ်ဒါအကြိုက်ဆုံးရုပ်သုံးတယ်တရုတ်ပါဒါအကြိုက်ဆုံးဒုတိယအကြိုက်ဆုံးပြောလို့ရတယ်ဒါလေးခရမ်းလေးတော်ချစ်ဖို့ကောင်းတော့ခရမ်းလေးပေါ့ဘယ်လိုပြောဟိုပေါ့အပြာအနုတွေဗျာစက်တာတော်ချစ်ဖို့ကောင်းကဲဒါပဲဒီဘလော့လေးရတယ်တော့ပါပဲနောက်တစ်ခေါက်ကျမှတော့ပြန်တွေ့ပါမယ်ခင်ဗျာကဲဒါ